အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှာတော့အရန်ကိုလွယ်ကူတဲ့ပုံဆွဲနည်းလေးကိုမျှဝေပေးလိုက်ပါတယ်ဒါကတော့လက်ချောင်းလေးတွေကိုအသုံးပြုပြီးတော့ဆွဲထားတဲ့ပုံလေးဖြစ်ပါတယ်ပိုးကောင်လေးပါဒီပုံလေးတွေကိုကျမတို့တင်ထောက်ကူအနေနဲ့လည်းဆွဲလို့ရပါတယ်ကလေးလေးတွေကိုလည်းပကြီးအချိန်မှာတင်လို့ရတယ်ပေါ့နော်နည်းနည်းအရွယ်ကြီးတဲ့ကလေးလေးတွေကိုတော့သူတို့လက်ကလေးတွေနဲ့ကိုယ်တိုင်ဆွဲလို့ရပါတယ်အရွယ်ငယ်တဲ့ကလေးလေးတွေကိုတော့ဆရာမဒါမှမဟုတ်ဖေဖေမေမေတို့ကကလေးတွေရဲ့လက်ကလေးတွေကိုကင်ပြီးတော့ဆွဲပေးကြမှာဖြစ်ပါတယ်ပြီးလို့ရှိရင်ကလေးလေးတွေကိုအယောင်ချဲခိုင်းလို့ရပါတယ်အယောင်ချဲခိုင်းတဲ့အခါမှာလည်းကလေးလေးတွေစိတ်ကြိုက်အယောင်ချဲလို့ရပါတယ်ဒီထဲမှာကနမူနာအနေနဲ့ပြပေးထားတဲ့အယောင်လေးတွေပေါ့နော်အယောင်ဆူဆူလေးဖြစ်ချင်တယ်ဆိုရင်ဆော့ပန်လေးနဲ့အယောင်ချဲလို့ရပါတယ်အခုဒီထဲမှာကဆော့ပန်လေးနဲ့ချဲထားတာပါခရေယွန်လေးတွေနဲ့ချဲလို့လည်းရပါတယ်ငယ်တဲ့ကလေးအတွက်ဆိုရင်တော့ခရေယွန်လေးနဲ့ပို့ပြီးတင်တော်ပါတယ်ရှင်